မှဒီမနေ့အရာနိုးပြီဆိုတော့လည်းသူတို့ကိုစနိုးတာဝါနဲ့မျက်လုံးလေးတွေတန့်ရှင်းလုပ်ပေးမယ်တန့်ရှင်းလုပ်ပေးမှရမယ်အဝတ်နဲ့ပွင့်သူတို့ကမျက်လုံးလေးထိအောင်မဆိုလို့လေစနိုးတာဝါလေးနဲ့အဆူလေးနဲ့စနိုးတာဝါတော့မှဘေဘီတုံးတဲ့ဟာလေးနော်ဘာမှမပါတယ်ဘေဘီတုံးတဲ့ဟာလေးနဲ့မျက်လုံးလေးတွေတန့်ရှင်းလုပ်ပေးမယ်အဲ့ကောင်လေးရုံးကန်နေတာမကြည့်လုံးဝရုံးကန်နေတာဘလို့မှထိမရအောင်မျက်လုံးလေးကိုတန့်ရှင်းလုပ်ပေးရတယ်အမနဲ့တိုင်းလုပ်တဲ့အလုပ်ပေါ့နော်သူတို့တုံးကောင်လုံးလုပ်ပေးတာကောလုံးခွေးလေးတွေရဲ့အဲ့တိုင်းပဲဘေဘီတုံးနဲ့စနိုးတာဝါလေးနဲ့ပဲလုပ်ပေးတာမျက်လုံးလေးတွေခွေးလေးတွေခွေးဆက်တက်ကောင်ရှိတယ်ခွေးဆက်တက်ကောင်ကိုလည်းအဲ့လိုလေးလုပ်ပေးတယ်ပြီးပြီဆိုရင်ဒီကောင်လေးတွေကြတော့ကြောင်လေးတွေကိုကြတော့ဒီစောင်းလေးဘက်ကြတော့သူကအပူများတယ်အပူများတော့ဒီတန်ရှင်းလုပ်ပေးရတဲ့မလုပ်ပေးလဲဆိုတော့မျက်စင်းခတ်ပေးမယ်နော်တန်ရှင်းလုပ်ပေးရတဲ့မျက်စင်းလေးခတ်ပေးမယ်မျက်လုံးလေးကအပူများတော့လေသူတို့မျက်စိလေးနဲ့နာနေတယ်ဒီရပိုင်းပူများတော့မျက်ဝတ်လေးတွေထွက်တာများလို့လေမျက်စင်းခတ်ပြီးရမျက်စင်းခတ်ပြီးရကြအမြဲမခတ်ဘူးနေတိုင်းမခတ်ဘူး၃ရက်တစ်ခါတော့ပဲခတ်တယ်မျက်စိနာမှာဆိုလို့အပူများလို့ဟိုတန်ရှင်းလုပ်ပြီးတာအမကကိုတကောင်ကလုံးဝမငြိမ်တာဖျက်အရန်ခတ်တယ်သူကတော်တော်မငြိမ်တဲ့ကောင်ချိန်လိုက်ရုံးကန်နဲ့စစ်တက်ရလိုက်အရန်ခတ်တယ်အခလေးကစစ်တက်ရင်လည်းရုံးကန်ကုတ်ဖဲ့အဲ့လိုမျိုးသူတန်တော့တခြားကလေးတွေအကုန်ငြိမ်တယ်သူစော့ဖို့ပဲလားမျက်စင်းခတ်တာကိုပဲမျက်စင်းကဘလို့မှမဝင်ဘူးဟိုဘက်ကြာသွားလိုက်ဒီဘက်ကြာသွားလိုက်နဲ့အဲ့လိုလေးချုံးတာသူကတခြားကလေးတွေအကုန်ငြိမ်တယ်သူမငြိမ်ဘူးမကြည့်အဲ့လိုလေးဖြစ်နေတာမျက်စင်းလုံးကဟိုဘက်ကိုပြုတ်ကြသွားဒီဘက်ကိုရောက်ဘလို့မှမျက်လုံးထဲကိုမဝင်တာငြိမ်မနေတဲ့အကောင်မျက်စင်းလေးခတ်အမြဲမခတ်ဘူးမျက်စင်းက၃ရက်တစ်ခါလောက်ပဲခတ်ပေးတာဘာလို့ဆိုဆောင်းလုံးကအပူများလို့မျက်စိနာလို့လေမျက်စင်းလေးခတ်တယ်တန်ရှင်းလုပ်ပေးတယ်မနက်တိုင်းလုပ်ပေးတယ်သူတို့လုပ်ပေးတဲ့အလုပ်လေးတွေပါရှင်ဟုတ်ကြည့်ပြီးဆိုရင်နည်းနည်းလေးပါးလေးတွေပါလေးတွေနှိပ်ပြီးပြုတ်ပြီးပေါ့အဲ့လိုမျိုးလေးသူတို့ဒါသူတို့မနက်ပိုင်းလုပ်ပေးတဲ့လုပ်လေးအဲ့လိုမျိုးလေးလုပ်ပေးတယ်ပါးလေးတွေနှိပ်ပြီးပြုတ်ပြီးဆရာသမားတွေကိုလုပ်ပေးနေရတာမကြည့်